ဈေးတဲ့တွေကယူဆိုင်ပါနော်အလုပ်တွေဘလောက်များများဈေးဝယ်တွေဘလောက်ရှုပ်ရှုပ်ပတ်စံတွေတခြားစစ်ပါရှင်မေဒီလိုလိုမဖြစ်ချင်ရင်နော်ဒီမှာဆိုင်မှာတော့အရွက်တွေကိုတသိန်းကျော်လောက်ရှိပါမယ်ဈေးတအားနဲ့ဈေးဝယ်တွေကျနေတဲ့အချိန်ဆိုရင်ကိုရီမစစ်နိုင်ဘူးပြီးရင်ဝယ်သူတဦးကလည်းဒါဆိုင်ဖွင့်ဖို့အတွက်ကဒါ30ချီဝယ်ကြတဲ့သူတွေဆိုတော့လေတခြားလဲကယူမဆိုင်နိုင်ဘူးပေါ့လေနော်ဟိုအမောက်အဲ့လိုအများကြီးဝယ်တဲ့တဲမှာဒီလောက်လေးပဲပါလာတော့ပန်ကိုမှကျေးဇူးတင်ရမလို့ဖြစ်နေပြီဘာဖြစ်လို့လဲဆိုတော့သူတို့ကအုတ်တွေထဲမှာကြားညက်ပြီးထည့်သွားလို့ပါတချို့ဟာတွေကြတော့ဘန်အုတ်တွေတချို့ဟာတွေကြတော့ဒီတိုင်းကွန့်ကိုထဲဟိုအုတ်ထားတဲ့အုတ်တွေပေါ့လေနော်ဘလို့တွေထည့်သွားရလဲဆိုတော့ပြမယ်ဒီမှာဒါပါကြားထဲမှာဆိုရင်အေယာဝတီမြစ်ကြီးကချားနေပါတယ်ရှင်ကြည့်ပါဦးနော်တိတ်ကတ်ထားတာအလင်းရောင်နေဆိုလို့ရှိရင်တိတာတယ်ပြီးလို့ရှိရင်ဒီမှာဟောတိတ်တွေပေါ်နေကြတယ်ထင်တယ်ဟိုပတ်စံလဲတိတ်ကတ်ဒီပတ်စံလဲတိတ်ကတ်နေနော်အဲ့လိုမျိုးဒီမှာဆိုလဲအပိုင်းကြီးကိုအကြီးကြီးပဲပြဲနေတဲ့ဥစ္စာအော်ပြအောင်မယ်အမ1000တန်ဆိုရင်နှမျောစရာဘယ်လောက်ကောင်းတယ်ကြည်စမ်းတော်သေးရဲ့နော်ဒါမျိုးတွေကိုလေဟိုအပြင်စတိုးဆိုင်မီမှာတော့ဒီလိုတွေသွားမလုပ်ပါနဲ့သူတို့မှနော်ဒီတရက်ရောင်းအားလေးနဲ့ပဲသူတို့မှလဲပတ်နေရတဲ့အခါကျတော့နော်သူတို့ဒူးနဲ့မျက်ရည်တွေတော့အောင်တော့သွားမလုပ်ပါနဲ့ကိုရီဆိုလို့ရှိရင်တခြားဆိုင်တွေကိုပြန်ပြီးတော့မသွင်းပါဘူးဒါတွေအကုန်တင်းထားတာပါပိကြမှာဘန်းမှာသွားလဲမယ်ဆိုပြီးတော့နော်သူများပေါ်လဲကိုကချင်းမထည့်ရပါဘူးရှင်ဝယ်သူတွေလည်းနော်ကိုလိုစိတ်ကလေးထားရင်တော့ပိုကောင်းပါတယ်ဒါမှထိတ်သူကကျတော့ဘေးမှာကြွက်ကရနဲ့အပေါ်မှာကျတော့နှက်ခမ်းပဲ့နေပါမလာဘူးနော်ပြီးရင်ဒီမှာဒါတိတ်ကိုတခွေလောက်ကုံသွားရထင်တယ်အမကြောဘက်တွေရောအရှိဘက်တွေရောအထူကြီးပဲနော်ဒီဆိုကပတ်လာဥပမာပြောပြဒီကိုကဒီအောက်ဖက်ကိုစစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီအပေါ်ကိုကြတော့ကိုကမကြည့်နိုင်တော့ဘူးအဓိကကိုကဒီပတ်စံတသိန်းဆိုရင်တသိန်းဆိုတဲ့အမောင့်ကိုပြည့်လားဆိုတာကိုပဲကိုကစစ်နိုင်တော့တာဈေးဝယ်တာအားကြလို့ရှိရင်လေဒါကြီးကြတော့မစစ်နိုင်တော့ဘူး1000တန်နေဆိုလို့ရှိရင်လည်းဝင်းလက်နဲ့ဒါပေမဲ့ရွှေတွေကတ်နေရမဟုတ်ဘူးတိတ်တွေကတ်နေနော်ပြောပြတာအပြေးတွေဒီမှာအခုပြထားတဲ့ဟာတွေအကုန်လုံးအပြေးတွေကြီးပါပဲဒါအားလုံးပေါင်းဆိုလို့ရှိရင်တသိန်းကျော်တယ်နော်ဒါစုထားတဲ့ဟာတွေပေါ့အမောင့်တွေများလို့ရှိရင်သွားလဲမယ်ဆိုပြီးတော့နော်ဟိုလိုပြောရင်တော့သုံးလို့ဖြစ်လားဆိုရင်တော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒါလေးနည်းနည်းပါရင်တော့မှကိုကကျသူများအပေါ်ကိုအဲ့လိုမျိုးမလုပ်ရတဲ့အတွက်ကြောင့်မလို့ဒါတွေသိမ်းထားလိုက်တယ်မှာဒီမှာဒါဆိုရင်လည်းဒီမှာထောက်ဝက်ကြီးကိုပြက်နေတာပါနော်ဒီဥစ္စာကြီးဆိုဒီမှာအစွန်းထင်းအကြီးတွေအများကြီးနေတွေ့လားတော့ပေါက်ဒီရှိရကြည့်နော်အကောင်းပဲနောက်ကဆိုတလို့ဒီမှာဆိုရင်တော့အေးအဝိရှော်တဲ့ထဲကိုထည့်လိုက်မိတဲ့ပုံပဲဘာလို့ဆိုနွမ်းကြည်နေအပြင်မှာတိတာလေသိလားအဲ့တော့မှနည်းနည်းပြဲသွားတဲ့ဥစ္စာလေးတွေကိုတိတ်လေးနဲ့ကတ်လိုက်တာနော်ပတ်စံတွေယူမဲဆိုလို့ရှိရင်စစ်ပြီးတော့ယူပါဟိုအပြင်မှာခင်မင်းရင်းနေလို့မြောက်ဒီမျက်နှာတမ်းမိနေလို့ဓာတ်တိတဲ့သူတွေမို့လို့ဆိုပြီးတော့လဲအာမနာလိုက်နေပတ်စံနဲ့ပတ်သက်လို့ရှိရင်ဘသူ့ကိုမှအာမနာတာအကောင်းဆုံးပါနော်လူကိုခင်လို့ရှိရင်ငွေကိုတေချာစစ်တယ်အတိုင်းပဲငွေကိုပဲတေချာစစ်ကြပါနော်